ဘန်ကောက်မှာအရန်နာမည်ကြီးနေတဲ့လူကြိတ်ကြိတ်တူတန်းစီပြီးစားနေရတယ်ဆိုတော့ကုတီကိုကျွန်တော်တို့သွားစားမှာပဲဖြစ်ပါတယ်ဟုတ်ပါတယ်အခုကကျွန်တော်တို့ online မှာအရန်နာမည်ကြီးနေတဲ့ကုတီကို12ချက်တန်လူတန်းစီတိုးပြီးတော့စားရတယ်ဆိုတော့ဆိုင်ကိုတွားပြီးတော့ညီးစမ်းကြည့်မှာပဲဖြစ်ပါတယ်အခုကကျွန်တော်တို့ Spa Point ပူတာနေပြီးတော့ Victory Mall ပူတာကိုစီးမှာပဲဖြစ်ပါတယ် Victory Mall ကနေပြီးတော့ဒါလည်းရှောက်လိုက်ပြီးကုတီသွားစားမယ်ကုတီကိုဆိုင်ကိုရောက်တယ်ပေါ့နော်ဘန်ကောက်ကိုရောက်တာ3ခေါက်မြောက်ရှိပါတယ်ဒါပေမဲ့ဘန်ကောက်ကိုတော့ကျွမ်းကျင်နေတော့သွားတတ်ဘူးပေါ့နော်အရင်တော့ကတော့သူငယ်ချင်းတွေနဲ့ပဲသွားလာတာအခုမှတော့ကိုယ့်ဘက်ကိုသွားတယ်ဆိုတော့နည်းနည်းတော့ခက်ခဲတော့ရှိပါတယ်အခုကတော့မြေပုံတို့ GPS တို့ကြည့်ပြီးတော့ရှောက်သွားနေတာပေါ့နော်ဒါမှလည်းရင်ခုန်စရာကောင်းတယ်လို့ပြောနေတာလည်းအရင်ကောင်းပါတယ်ဘန်ကောက်မှာကယထာစီတာလို့ရှိရင်သွားလာရေးမှာတော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပြောစရာလည်းကောင်းပါတယ်အတွေ့အကြုံသစ်တွေလည်းအများကြီးရပါတယ်ထိုင်းမှာကသူတို့ဘာသာစကားကိုပဲအဓိကထားသုံးတယ်ဆိုတော့နည်းနည်းတော့သွားလာတာတော့အခက်တွေတွေ့ရပါတယ်ဒါပေမဲ့အဆင်ပြေပါတယ်Victory Mall ကနေပြီးတော့ကျွန်တော်ဂုံးကျော်တရာအတိုင်းပေါ့နော်အနောက်ကိုပြန်ပြီးတော့ရှောက်လာတာပေါ့ဆိုင်ကိုတော့လမ်းပြီးတော့တွေ့နေရတယ်ပေါ့နော်ဒီချာကိုထားပြီးတော့ကြည့်နေတာပါဆိုင်ရရှိမှာတော့ဒီလိုတန်းစီနေတာကိုတွေ့ရပါတယ်ကျွန်တော်တို့ရှာနေတဲ့ကုတီကိုဆိုင်တော့တင်ချတော့ပြီဒီဆိုင်က online ပေါ်မှာအရန်ကိုသူလည်းနာမည်ကြီးနေတာပေါ့နော်အဲဒါကြောင့်လာပြီးတော့ကျွန်တော်တို့ရောက်ခိုက်ပြီးလာပြီးပြီးဆန်းကြည့်တာပေါ့တကယ်လည်းတန်းစီပြီးတော့စောက်ရပါတယ်45မိနစ်လောက်ရှိမှတင်တယ်နေရလည်းအရန်ပူတယ်ပေါ့နော်တော်တော်ရုပ်စိတ်ရှိရှိနဲ့စောက်တန်းစီနေတော့အရန်ပူပါတယ်လောလောဆယ်တော့ပါစားဖို့တော့မလို့လိုက်တော့ကြီးတော့စားနေပြီကဲဆိုင်ထဲကိုရောက်ပါတော့မယ်အနောက်မှာလည်းတန်းကြီးတန်းစီစောင့်နေကြတာပါရခေါ်လို့တော့မဖွင့်ရပါဘူးဟောရတော့နောက်တော့ပွဲရောက်ပါပြီကဲဆိုင်ထဲကိုရောက်ပါပြီစပြီးတော့ဆွဲနေပါပြီကောင်းပါတယ်သူကုတီကတော့သူကတော့ဘယ်လိုခေါ်မလဲ12ချက်ပေါ့နော်တပွဲကို12ချက်နဲ့သူကနည်းနည်းပဲပေါ့နော်တိတ်တော့မများဘူးတိတ်မများဘူးအဲ့ဒါကျွန်တော်ကုတီရောတခြားဒီဖက်ထုတ်တွေရောအဲ့လိုမျိုးရှိတယ်ပေါ့နော်တခြားမီလူတွေလည်းတော်တော်အဆုပ်ဆုံးရှိပါတယ်ကုတီရောကအဲ့ခောက်ဆွဲဂျုံခောက်ဆွဲနဲ့ခောက်ဆွဲဟိုအစုံလေးရှိပါတယ်ခောက်ဆွဲညခောက်ဆွဲအပြားဆွဲတော့မှဆက်ခောက်ဆွဲနေရှိပါတယ်ဒုတိယအကြိမ်ရောက်မချေပဲလာဆွဲမဆိုးပါဘူးစားလို့ကောင်းပါတယ်ဒီဆိုင်ကိုစားကောင်းလို့ဆိုပြီးတော့ကျွန်တော်တို့2ခေါက်လောက်လာပြီးတော့စားပြတယ်ပေါ့နော်ပြန်ကားလေးမှလည်းနောက်တစ်ခေါက်လာပြီးတော့စားပြလိုက်ပါတယ်ဘသူကန်းနဲ့လည်းနီးတယ်ဆိုတော့လေအဲ့ဒီမှာလည်းမော်ရီအများကြီးရှိတယ်ဆိုတော့ရှော့ပထွက်ရင်းနဲ့လာပြီးတော့စားပြပါတယ်ပထမတစ်ခေါက်တော့ကျွန်တော်တို့တွေနှစ်ယောက်ပေါင်း9ပွဲလောက်စားလိုက်တယ်ပေါ့နော်ဒုတိယတစ်ခေါက်မှာတော့အဲ့ဒီလောက်ကြီးကိုမစားနိုင်တော့ဘူးပေါ့ဒုတိယတစ်ခေါက်မှာတော့9ပွဲလောက်ပဲကျွန်တော်တို့တွေစားနိုင်တော့တယ်ပေါ့နော်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်ပုံနှစ်ခုတော့ဖြစ်နေတာပေါ့နော်စားလို့လည်းပြီးပြီဆိုတော့ကျွန်တော်ရှင်းပြီးတော့ပြန်มาတော့မယ်နောက်မှာလည်းတန်းစီပြီးတော့စောင့်နေရတယ်ဆိုတော့ကျွန်တော်တို့မြန်မြန်စားပြီးတော့မြန်မြန်ပဲပြန်ထွက်အားလိုက်ရတယ်ပေါ့နော်ကောင်းပါဘူးဒီတရားတစ်ယောက်တော့လည်းယူရပြီကျွန်တော်ကုတီကိုဆိုင်ကနေပြန်လာပြီးတော့ပတူလန်းကိုဆက်ပြီးတော့သွားမှာဖြစ်ပါတယ်ပတူလန်းဒီဘောဘူတာမရောက်ခင်မှာပဲကျွန်တော် Victory Mall ကိုတွေ့တာနဲ့အဲ့ mall ထဲမှာလည်းကျွန်တော်ဝင်ပတ်ပြီးတော့ပတူလန်းကိုဆက်ပြီးတော့သွားတယ်ပေါ့နော်ကျွန်တော်ပတူလန်း blog ကိုတော့နောက်ဗီဒီယိုမှာပဲဆက်ပြီးတော့တင်ပေးသွားပါမယ်နောက်ဗီဒီယိုမှာဆက်လက်ကြည့်ရှုအားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ဆုံးတာလိုက်
ပေးတဲ့အရောက်ချင်းစီတိုင်းကိုအထူးထူးပဲကျေးဇူးတင်ပါတယ်